Frank William Evans ဆိုတဲ့ကောင်လေးတယောက်ဟာတမိုင်းထဲမှာအသက်ငယ်ဆုံးနဲ့နာမည်ကျော်ဆုံးလူလိမ်တယောက်ဖြစ်ခဲ့ပါတယ်။ကျောင်းတော့မပြီးသေးပေမဲ့သူ့ရဲ့ဆန္ဒတွေတက်သီတွေနဲ့လူကြီးတွေကိုပါပညာသားပပအကွက်ရွှေ့တတ်သူတယောက်လည်းဖြစ်ပါတယ်။လီယင်မှုဆရာဝန်ဥပဒေပညာရှင်နေတာမကချက်လက်မတ်တွေကိုအတူလုပ်ပြီးတော့ကမ္ဘာအနှံ့မှာရှိတဲ့ဘဏ်တွေစီကနေဒေါ်လာတန်းကြီးကိုထုတ်ယူခဲ့သူလည်းဖြစ်ပါတယ်။အံ့ဩဖို့ကောင်းတာဒါတွေအကုန်လုံးကိုသူ့ရဲ့အသက်19နှစ်မပြည့်သေးခင်မှာပဲလုပ်ပြီးခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးမှာတော့ Frank က FBI agent ကားဟရန်ဒီစီမှာအဖမ်းခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ပြင်တရားထောင်မှာအကျဉ်းချခဲ့ပြီး Frank ရဲ့ကျမ်းမာရေးကဆိုးဝါးလာတာမလို့အမေရိကန်ကိုရွှေ့ဖို့လုပ်ခဲ့ပါတယ်။ကဲဒါဆိုရင်လွန်ခဲ့တဲ့6နှစ်ကဘာတွေဖြစ်ခဲ့လဲဆိုတာကိုတွက်ကြည့်ကြတာပေါ့။အဲ့ဒီအချိန်တွေတုန်းက Frank ရဲ့ဘဝဟာပြေးဆုံတဲ့အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။အဖေဖြစ်သူကလည်းအောင်မြင်နေတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုအချိန်တွေကတိတ်ပြီးမကြခဲ့ပဲအဖေဖြစ်သူရဲ့စီးပွားရေးတွေကလည်းထိုးကျလာပါတယ်။ဘဏ်တွေစီကနေချင်းငွေတွေထုတ်ယူဖို့အတနာခံပေမဲ့လည်းအဆင်ပြေခဲ့ခြင်းတော့မရှိဘူးဖြစ်ပါတယ်။ဒီလိုနဲ့အချိန်တွေကုန်ဆုံးလာရင် Frank တို့မိသားစုကအိမ်ပြောင်းရွှေ့ခဲ့ရပါတယ်။ Frank ရဲ့အသက်16နှစ်ပြည့်မွေးနေ့ကိုရောက်တဲ့အခါမှာတော့အဖေဖြစ်သူက$35ထည့်ထားတဲ့ဘဏ်စာအုပ်တအုပ်ကိုပေးပါတယ်။ Private ကျောင်းကနေထွက်လာတဲ့ Frank ကတော့ State ကျောင်းကိုပြောင်းလာပါတယ်။ကျောင်းစားတဲ့ပထမနေ့မှာပဲရန်စားတာကိုခံရတဲ့အတွက်အသစ်ပြောင်းလာတဲ့ဆရာအယောင်ဆောင်ပြီးတော့ရန်စားတဲ့ကောင်တွေကိုပညာပေးလိုက်ပါတယ်။ဒီလိုနဲ့အိမ်စာတွေပေးလက်ချတွေရိုက်နေရင်တကယ်အတန်းမိုက်ဆရာမနဲ့ပတ်ပင်တိုးပါတယ်။ဒီလိုနဲ့မထူးဆက်ခင်ပြီးဆရာမကိုပါသူကမှတကယ်အတန်းချင်းဆရာဆိုပြီးပြောလိုက်တဲ့အတွက်ဆရာမကလည်းနောင်ခါဘယ်တော့မှဒီကျောင်းမှာစာမတင်တော့ဘူးဆိုပြီးထွက်သွားပါတယ်။အတန်းချင်းဆရာမဟုတ်မှန်တိသွားကြတဲ့အခါမှာတော့ကျောင်းစားတဲ့ပထမနေ့မှာပဲမိဘခေါ်တာကိုခံလိုက်ရပါတယ်။အမေဖြစ်သူကတော့စိတ်ဆိုးသွားပေမဲ့အဖေဖြစ်သူကသူ့သားဟုတ်လားကြည်လားဆိုတဲ့အချင်းနဲ့ပါကြည့်ပြီးရေမုံရင်းထွက်လာကြပါတယ်။တနေ့မှာတော့အမေဖြစ်သူနဲ့အဖေတငယ်ချင်းရဲ့မနှင်းမျိုးစရာမြင်ကွင်းကိုမြင်တွေ့လိုက်ရပါတယ်။ဒီလိုနဲ့ Frank တင်ထားခဲ့တယ်လို့ပဲမိဘဖြစ်သူတွေရဲ့ကွာရှင်းမဲ့နေ့ကိုရောက်လာပါတယ်။ဒီတော့ Frank အနေနဲ့ဘယ်သူစီမှာနေရမလဲဆိုတဲ့မေးခွန်းကြောင့်ခေါင်းတွေရှုပ်လာပြီးဘာမှမစင်စားနိုင်တော့ပဲခြေဦးတဲဟာဟူတာပြေးထွက်လာပါတယ်။ဘူရာယုံတစ်ခုရောက်တဲ့အခါမှာတော့လက်မှတ်ဝယ်ဖို့ချက်လက်မှတ်တွေကိုတောင်းပေမဲ့လည်းချက်လက်မှတ်မှာဘာပတ်စံမှမရှိတာမလို့မောင်းထုတ်ခံလိုက်ရပါတယ်။ဒီတော့ Frank ရဲ့ခေါင်းထဲမှာပေါ်လာတဲ့အတွေ့အချက်လက်မှတ်တွေကိုအတူလုပ်ဖို့ဆိုတာပဲဖြစ်ပါတယ်။ချက်လက်မှတ်တွေကိုအစစ်နဲ့တတိယရဲတူအောင်လုပ်ပြီးဘန်ရီစီမှာပတ်စံလိုက်ထုတ်ပါတယ်။ဒါပေမဲ့ဘယ်နေရာမှာမှထုတ်လို့မရဖြစ်နေတဲ့အတွက်စိတ်ပြက်လက်ပြက်နေတာပြန်ထွက်လာခဲ့ရပါတယ်။ဒီလိုနဲ့လမ်းလျှောက်လာရင်တက်စီဘောကနေမိမလလေးတွေနဲ့ဆင်းလာတဲ့ပိုင်လောတွေကိုမြင်ပြီး Frank တယောက်အားကျသွားပါတယ်။အာဝါဒဖြစ်နေတဲ့သူ့ပုံစံကြောင့်ဘယ်ဘန်မှပတ်စံမထုတ်ပေးတာမှန်သိနေတာမလို့ပိုင်လောတယောက်ဟန်ဆောင်ပြီးထုတ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရက်နိုင်ငံကြာပြီးနောက်မှာတော့အဖေဖြစ်သူစီကိုစာလန်းပို့ပြီးလေရင်မှုလုပ်ဖို့အတွက်လေချောင်းလိုင်းတွေမှာအင်တာဗျူးတွေလိုက်ဖြစ်နေကြောင်းပြောပါတယ်။ဒီလိုနဲ့ကျောင်းကနေစောင်းပါရေးတဲ့လူအနေနဲ့ပိုင်လောတယောက်ဖြစ်ဖို့အတွက်ဘာတွေလိုအပ်မလဲဆိုတာလိုက်စုံစမ်းပါတယ်။ဒီလိုနဲ့ပန်လေချောင်းလိုင်းကလေရင်မှုအထာဖမ်းပြီးပိုင်လောယူနီဖောင်းကိုတထုတ်ယူပါတယ်။ဝတ်စုံပြေးနဲ့သွားပြီးသူ့ကိုမောင်းထုတ်ခဲ့တဲ့ဘန်စီမှာပတ်စံတထုတ်တဲ့အခါမှာတော့ချောချောမွမွေပဲထုတ်ပေးကြပါတယ်။ဒီလိုနဲ့ Frank တီလာရတာလေချောင်းလိုင်းကလူတွေရဲ့လာစာချက်လက်မှတ်ကအလွယ်တကူထုတ်လို့ရနိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ဒီတော့အယုံလေးတွေမှာကတ်လာတဲ့ပန်အဲလိုင်းစိတ်စတစ်ကာတွေကိုတုံးပြီးချက်လက်မှတ်တွေကိုဇက်တိုက်ပုံနှိပ်ပါတယ်။ဒီလိုနဲ့ချက်လက်မှတ်အတူတွေကိုတုံးပြီးပတ်စံလိုက်ထုတ်တာဇက်တိုက်ကိုအဆင်ပြေလာပါတယ်။တမျိုးတွေမှတည်မဟုတ်ပဲတမျိုးပြီးတမျိုးလိုက်လံထုတ်ယူနေတဲ့အတွက်အချိန်ကြာလာတဲ့အခါမှာတော့ချက်လက်မှတ်တွေကနေရာနှံ့ပြက်လာပြီး FBI တွေကသတိထားမိလာပြီးမလို့စတင်စုံစမ်းကြပါတယ်။ဒီစုံစမ်းမှုကိုအဓိကတာဝန်ယူထားတဲ့ agent ကတော့ကားဟရန်ဒီပဲဖြစ်ပါတယ်။အဲ့ဒီကာလအတွင်းမှာ Frank ကအဖေဖြစ်သူကိုစားတောင်းဆိုင်တစ်ဆိုင်စီဖိတ်ခေါ်ပြီးညစာကျွေးပါတယ်။ Frank ကတော့မိဘဖြစ်သူနှစ်ဦးကိုပြန်မောင်းထုတ်စီခြင်းလို့ဖြောင်းပြပြီးအဖေဖြစ်သူအတွက်ကားအကောင်စားတစ်စီးကိုလည်းလက်ဆောင်ပေးပါတယ်။ဒါပေမဲ့အဖေဖြစ်သူကတော့အမေဖြစ်သူနဲ့တပ်ပြီးရှေ့ဆက်ဖို့မဖြစ်နိုင်တော့ကြောင်းနဲ့လက်ဆောင်ဖြစ်ပေးတဲ့ကားကိုလည်းလက်မခံနိုင်ကြောင်းပြောပါတယ်။နောက်တရက်မှာတော့ကားတစ်ယောက်ချက်လက်မှတ်အတူတွေကိုချေရခံရင် Frank တဲနေတဲ့တဲခိုကန်စီကိုရောက်လာပါတယ်။ငွေချင်းကောင်းတာမှာလည်းချက်လက်မှတ်ပုံစံသူကရှိနေတာမလို့ကောင်သားလူကိုချက်လက်မှတ်ပေးသွားတဲ့လူတဲနေတာဆိုပြီးမေးပါတယ်။ဒီလိုနဲ့ Frank နေတဲ့အခန်းကိုတီးရပြီမလို့အခန်းထဲကိုတနတလက်နဲ့ဝင်စီးပါတယ်။အခန်းထဲမှာတော့ပုံနှိပ်ဆက်နဲ့မတုံးရနေတဲ့ချက်လက်မှတ်အတူတွေကိုမြင်လိုက်ရတာမလို့ဒီအခန်းကိုငှားနေတဲ့လူကချက်လက်မှတ်အတူတုံးနေတဲ့လူဆိုတာသိလိုက်ရပါတယ်။ Frank ကတော့ရေချိုးကန်းကနေထွက်လာပြီးသူ့ကိုယ်သူလှုပ်ဝက် agent တယောက်ဖြစ်ကြောင်းပြောပါတယ်။သူ့နာမည်က Barry Allen ဖြစ်ကြောင်းနဲ့ကားကိုလည်းရောက်တာနောက်ကျတယ်လို့ပြောပြီးတရားခံကိုဖမ်းလိုက်ပြီမလို့စိတ်ပူဖို့မလိုတော့ကြောင်းပြောပါတယ်။ကားကလည်းလုံးဝမယုံကြည်ဖြစ်နေတာမလို့တက်တိတ်ကန်တစ်ခုခုပြဖို့ပြောပါတယ်။ဒီတော့ Frank ကလည်းဘောင်းမီအိတ်ကတွေကပတ်စံရိတ်တဲ့အိတ်လုံးကိုထုတ်ပြီးပေးလိုက်ပါတယ်။ဗီဒီမောက်အပြင်ဘက်ကိုလည်းကားကိုကြည့်ခိုင်းပြီးမကသူ့အဖေမျက်မြင်ကိုကားပေါ်တွဲတက်နေတဲ့အတွက်တရားခံကအဖိုးကြီးဖြစ်ကြောင်းပြောပါတယ်။အဖိုးကြီးကိုမိတဲ့အချိန်တော့ကြောက်လူတွေတုံနေကြောင်းနဲ့အသာတကြီးတာအဖမ်းခံခဲ့ကြောင်းရုပ်သိရှိအောင်ပြောပြပါတယ်။ကားကလည်းအနှဲငယ်ယုံကြည်သွားပြီးလှုပ်ဝက်အဖွဲ့အစည်းအနေနဲ့ဒီစုံစမ်းရေးမှာပါလာမယ်မထင်ကြောင်းပြောပါတယ်။ Frank ကတော့အာဝါဒမဟုတ်ကြောင်းဟိတ်ကြီးဟန်ကြီးနဲ့ပြောနေပြီးကားစီကလည်းတက်တိတ်ကန်ကပ်ပြာကိုတောင်းကြည့်ပါတယ်။တက်တိတ်ကန်ကပ်ပြာကိုကြည့်နေရင်9မိနစ်လောက်တာဒီနေရာကိုစောရောက်လာခဲ့ရင်ကားအနေနဲ့တရားခံကိုဖမ်းမိနိုင်ကြောင်းပြောပါတယ်။ကားကတော့ Frank အနေနဲ့ရှင်းပြတာ10စက္ကန့်လောက်နောက်ကျသွားရင်တနက်ရကြည်စံကမင်းကောင်းတဲ့ကိုဖောက်ဝင်သွားလောက်ပြီဆိုပြီးပြန်နှောင်းလိုက်ပါတယ်။ဒီလိုနဲ့ကားက Frank နဲ့အတူအောက်ကိုလိုက်လို့ရမလားမေးပါတယ်။ Frank ကတော့ဟိုတယ်ဝန်ထမ်းတွေတက်ရှင်လလုံးမအောင်မလိုလားသေးတာမလို့
သူ့အားကိုဆင်းနေတဲ့အချိန်ကြံနေသေးတဲ့တပ်သိခံပစ္စည်းတွေကိုခဏလောက်စောင့်ကြည့်ပေးတာဖို့ပြောပါတယ်ဒီလိုနဲ့အခန်းအပြင်ဘက်ကိုထွက်ဖို့ခြေလမ်းတဲ့အချိန်ကားကတားလိုက်ပါတယ်ဖရန့်ကတော့တခုခုကိုတတိထားမိသွားမလားဆိုပြီးမျက်နှာပြတ်သွားပေမဲ့ကားကပတ်ဆက်ရေးကြံနေခဲ့ကြောင်းတတိပေးတာဖြစ်ပါတယ်ဖရန့်ကတော့ကားကိုယုံကြည်တာမလို့ခဏလောက်ယူထားပေးဖို့တာပြောပြီးထွက်သွားပါတယ်ကားကလည်းစိတ်အေးသွားပြီးဂရင်ပေါ်မှာထိုင်ချလိုက်ရင်အသက်ကိုပြပြင်းရှူချလိုက်ပါတယ်တူထန်းငယ်တဲ့ကောင်လေးကသူ့ကိုကြောသွားသလိုဖြစ်နေတာမလို့ခနဲ့ပြုံလိုက်ပြီးလက်ထဲကဖရန့်ရဲ့ပတ်ဆက်အိတ်ကိုလည်းဖွင့်ကြည့်ဖို့အသွေးဝင်လာပါတယ်ပတ်ဆက်အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အေးချင်းဖြစ်ကြောင်းဘာအထောက်ထားမှမရှိတဲ့အပြင်ထီးသမျှအကုန်လုံးကလည်းကြော်ညာကတ်တွေတာဖြစ်နေပါတယ်ဒီတော့ကားကလည်းအပြင်ဘက်ကိုကြပြကြရထားကြည့်လိုက်တဲ့အခါမှာတော့ကင်းမောင်းကနေပုံနှိမ့်ဆက်ကိုကန်ပြီးပြေးသွားတဲ့ဖရန့်ကိုတွေ့လိုက်ရပါတယ်အေးချင်းအိမ်အောင်ဆောင်ပြီးခနဲ့သွားတဲ့အပြင်သူ့သားရွယ်ကောင်လေးကလှည့်စားတာကိုခံလိုက်ရတဲ့အတွက်ကားကတော့အတော်လေးကိုအသေးခိုက်သွားပါတယ်နောက်တရက်မှာတော့ဖရန့်ကပန်လီချောင်းလိုင်းရဲ့အကြီးကဲစီမှာစောင်းပါရေးနေပန်လီချောင်းလိုင်းတစ်စိမ့်နဲ့ချက်လက်မအတူတွေပြတ်နေကြောင်းသတင်းစာထဲမှာပါလာပါတယ်အကြီးကဲကလည်းဒီလောက်ဒီလုံးနိုင်တဲ့လူကတာမန်မဟုတ်ပဲဝေဟင်ဓာတ်ကဂျိမ်းစ်ဘွန်ဖြစ်ရမယ်ဆိုပြီးပြောနေပါတယ်ဒီတော့ဖရန့်ကလည်းဂျိမ်းစ်ဘွန်လိုအထာချာချာဝတ်စားပြီးဂျိမ်းစ်ဘွန်စီးခဲ့တဲ့ကားအတိုင်းလိုက်စီပါတယ်ဒီလိုနဲ့ဟိုတယ်တစ်ခုထဲဝင်သွားပြီးနောက်မှာတော့လွန်ခဲ့တဲ့နှစ်က17သတင်းစာရဲ့မျက်နှာဖုံးမှာပါခဲ့မှုတဲ့မော်ဒယ်မလေး Sharon နဲ့ဆုံပါတယ်ဒီတော့မော်ဒယ်မလေးကအပြင်မှာရက်လာတဲ့ငွေရောင်ကားလေးကဖရန့်ရဲ့ကားလားဆိုပြီးမေးပါတယ်ဖရန့်ကတော့သူ့ကားဖြစ်ကြောင်းပြောပြီးမော်ဒယ်မလေးစီကလက်မှတ်လို့ချင်ကြောင်းပြောပါတယ်မော်ဒယ်မလေးကသူ့စီမှာဘောပစ်မရှိတဲ့အတွက်ဖရန့်အခန်းထဲမှာဝင်ထိုးပေးရမလားဆိုပြီးအခန်းထဲကိုဝင်လာကြပါတယ်အခန်းထဲမှာအနမ်းတွေဖလှယ်ကြရင်မော်ဒယ်မလေးကရုတ်တရက်ထားလိုက်ပြီးစပွဲပေါ်ကဖဲတော့ကိုကိုင်းလိုက်ပါတယ်ဖဲတော့ရဲ့ဈေးနှုန်းကဘယ်လောက်ရှိမလဲမေးပြီးသူ့ကိုဈေးဘယ်လောက်ပေးမလဲဆိုပြီးဈေးခေါ်ပါတယ်ဖရန့်ကတော့ယူချင်းအောင်ဆောင်နေပေမဲ့ Share ကတော့သူနဲ့တ냐တာကုံဆုံးမှုသူ့ကိုအခကြေးဘယ်လောက်ပေးမလဲဆိုပြီးတဲ့မိလိုက်ပါတယ်ဒီတော့ Frank ကလည်းဒေါ်လာ300ကနေဈေးဆပေးနောက်ဆုံးမှာတော့ဒေါ်လာ1000နဲ့ဈေးတည်သွားပါတယ်ဒီတော့ Frank ကငွေသားရှင်းဖို့အတွက်ကောင်တာမှာချက်လက်မှတ်နဲ့တော်လဲဖို့လုပ်ပါတယ်ဒါပေမဲ့ Share ကတော့မနက်3နာရီကြီးဘယ်မှာမှပတ်ဆက်မထုတ်ပေးဘူးလို့ပြောလိုက်ပါတယ် Frank ကလည်းသူ့စီမှာဒေါ်လာ1400တန်ချက်လက်မှတ်တာပါကြောင်းပြောတော့ Share ကဒေါ်လာ400ကိုပြန်ပေးလိုက်ပြီးတ냐တာကိုကုံဆုံးလိုက်ကြပါတယ်ရက်အနေငယ်ကြာပြီးနောက်မှာတော့ချက်လက်မှတ်အတူတွေစစ်ဆေးနေတဲ့ကားစီကို Frank ကဖုံးဆက်လာပါတယ် Frank ကအရင်တခါနှစ်ချသွားခဲ့တာတွေအတွက်ရောလျှို့ဝှက်အေဂျင့်အယောင်ဆောင်ပြီးကြောသွားတာတွေအတွက်ရောတောင်းပန်ပါတယ်ဒါပေမဲ့ကားကတော့တောင်းပန်မှုမလိုကြောင်းပြောပြီးအခုဖုံးဆက်တယ်ဆိုတော့လည်းတောင်းပန်ခြင်းလို့မဟုတ်ပဲ Frank အနေနဲ့ဖုံးဆက်စကားပြောမဲ့လူမရှိတာမလို့သူ့ကိုဆက်တာမလားလို့ဟာဟာပပလောင်ရင်မေးလိုက်ပါတယ်ဒီမေးခွန်းကိုကြားလိုက်ရတဲ့ Frank ကတော့အသေးခိုက်သွားပြီးဖုံးကိုချက်ချင်းချလိုက်ပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့ကားကမနက်စာစားနေရင် Frank နဲ့ပတ်သက်တဲ့တက်တဲ့အထောက်ထားတွေကိုကြည့်နေပါတယ်အဲ့ဒီအချိန်ကော်ဖီလက်ထည့်ပေးတဲ့ဝေတာကောင်လေးကကားကိုကောမစ်ဖတ်လာလားလို့မေးပါတယ်ကားကတော့နားမလည်နိုင်ဖြစ်သွားတာမလို့ဝေတာကောင်လေးက Barry Allen ဆိုတဲ့နာမည်က Flash Comic ထဲမှာပါတဲ့ဇက်ကောင်ဖြစ်တာမလို့မေးတာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒီတော့မှကားလေးကလည်း Frank ကအသက်မပြည့်နေတဲ့ကောင်လေးတယောက်တာဖြစ်ကြောင်းသတိရသွားပါတယ်အသက်မပြည့်နေတဲ့ကောင်လေးဖြစ်တာမလို့လက်ပွေတွေကလည်းမပေါ်မှတ်တမ်းမှတ်ရတွေကလည်းရှာမတွေ့တာဖြစ်ကြောင်းလည်းနားလည်လိုက်ပါတယ်ဒီလိုနဲ့တစားစုံစမ်းရင်အမေဖြစ်သူရှိရစီကိုရောက်လာပါတယ်အေးချင်းတွေကလည်းတားဖြစ်သူကရာဇဝတ်မှုတွေကျူးလွန်ထားကြောင်းအမေဖြစ်သူကိုပြောပြပါတယ်ဒါပေမဲ့19သားအရွယ်ကောင်လေးကအိမ်ကြီးဖြစ်နေတာမလို့စားတောင်းနေထိုင်မှုအတွက်ငွေနှဲငယ်လောက်တာလိန်ခဲ့တယ်လို့ပဲထင်နေပါတယ်အဲ့လိုလိန်ခဲ့တဲ့ပတ်စံတွေကိုလည်းဖះเจ้าမှာအချိန်ပိုင်းလှုပ်လို့ရခဲ့တဲ့ပတ်စံတွေနဲ့ဆက်ပေးမှမလို့သူ့သားကိုကြေးပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့ကားကတော့အနှဲငယ်လိန်ခဲ့တာမျိုးမဟုတ်ပဲဒေါ်လာတန်းချီနေပြီဖြစ်ကြောင်းပြောပြီးထွက်သွားပါတယ်အမေဖြစ်သူကတော့မယုံကြည်နိုင်ဖြစ်နေပြီးအော်မင်တက်နေရင်သာကြံနေပါတယ်တပတ်မှလည်း Frank ကခလေးစေးုံတစ်ခုရောက်နေပြီးငိုနေတဲ့သူနာပြူဆရာမလေးတယောက်နှစ်သိပ်ပေးနေပါတယ်ဒီလိုနဲ့သူကဆရာဝန်တယောက်ဖြစ်ကြောင်းပြောပြီးဆေးရုံမှာအလုပ်ခန့်နေသေးလားဆိုပြီးမေးလိုက်ပါတယ် Harvard တက္ကသိုလ်ထွက်ထိပ်တန်းကျောင်းသားတယောက်ဖြစ်တဲ့ဒေါက်တာ Frank Corner ဆိုတဲ့အချက်လက်တွေကိုအတူလုပ်ပြီးဆေးရုံမှာအလုပ်လျှောက်ပါတယ်ဘွဲကကောင်းရခဲ့တဲ့ဒေါက်တာ Corner အနေနဲ့ဒီလိုနယ်မျိုးကဆေးရုံငယ်လေးမှာဘာကြောင့်များအလုပ်လက်လျှောက်တာလဲဆိုပြီးဆေးရုံအုပ်ကအံ့ဩနေပေမဲ့ခွဲစိတ်ရီကိုတာဝန်ယူရတဲ့ဆရာဝန်အနေနဲ့အလုပ်ခန့်လိုက်ပါတယ်ဒီလိုနဲ့ဆေးရုံမှာအလုပ်ရပြီမလို့အဖေဖြစ်သူကိုလည်းဆရာဝန်ဖြစ်နေပြီဖြစ်ကြောင်းစာဖို့ပြီးအကြောင်းကြားလိုက်ပါတယ်ညတညရောက်မှာတော့ Frank ရဲ့နားနေကန်တဲ့ကိုသူနာပြူဆရာမလေး Brenda ကဝင်လာပါတယ်သူမရဲ့သွားမှာတက်လာတဲ့သွားတိုင်းကိရိယာကိုဖြုံးလိုက်ပြီးဖြစ်ကြောင်းပြဖို့အတွက် Frank ရှိမှအမျိုးမျိုးလုပ်ပြနေပါတယ်တတိထားမိသွားတဲ့ Frank ကလည်း Brenda ရဲ့သွားလေးတွေကအရန်လာတာပဲဆိုပြီးနှကန်းလေးကိုဖွားဖွားလေးနမ်းလိုက်ပါတယ်အိန္ဒြေကြီးလာပါတယ်ဆိုတဲ့ Brenda ကလည်းရှက်ကိုရှက်ကန်းတွေလုံးမနေပဲ Frank အပေါ်တက်ခွာပြီးအားရပါရနမ်းပစ်လိုက်ပါတယ်အဲ့ဒီအချိန်အရေးပေါ်ခွဲစိတ်မှုအတွက် Frank ကိုလိုအပ်ကြောင်းဖုံးဝင်လာပါတယ် Frank ကလည်းအပေါ်ကောကိုဝတ်ပြီးခွဲစိတ်ခံနေရကိုသွားတဲ့အခါမှာတော့စက်ပိန်မှောက်သွားလို့သွေးတန့်သေးရဖြစ်နေတဲ့ကလေးကိုကြည့်ပြီးပြုတ်လာပါတယ်ဘွဲလက်မတွေတာရှိပြီးအသွေးကြုံမရှိတဲ့ Frank ကတော့သူတိတူတက်တွေလုပ်ပြီးပညာသားပပလက်ထောက်ဆရာဝန်တွေကိုပဲလောက်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကြပြာပြေးသွားပြီးတွိုင်းလက်တဲ့ဝင်ကအန်ချလိုက်ပါတယ်တစ်ဖက်မှာလည်းကားကတော့အဖေဖြစ်သူနေအိမ်စီကိုစုံစမ်းပြီးရောက်လာပါတယ်တားဖြစ်သူရဲ့ရာဇဝတ်မှုတွေကိုပြောပြနေပေမဲ့အဖေဖြစ်သူကတော့သူ့သားရာဇဝတ်တယောက်မဟုတ်ကြောင်းကပြောပေးနေပါတယ်ဒီတော့ကားကလည်းပြောချင်တာတခုခုရှိလာမယ်ဆိုရင်ဆက်တွေ့နိုင်မှုအတွက်ဖုန်းနံပါတ်ကိုချရေးပြီးစပွဲပေါ်တင်ပေးလိုက်ပါတယ်မတင်မှတ်ထားတာကတော့ Frank ပို့ထားတဲ့စာတွေကိုစပွဲပေါ်မှာတွေးလိုက်ရတာပဲဖြစ်ပါတယ်ဒီတော့ကားကလည်း
စာရေးပေါ်ကလိပ်စာကိုကြည့်လိုက်ပြီးအဖေဖြစ်သူသတိမထားမိအောင်ရေးမှတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရေးမှတ်ခဲ့တဲ့လိပ်စာအတိုင်းဂျော်ဂျီယာပြည်နယ်ကိုသွားဖို့အတွက်အဖွဲ့သားတွေကိုအကြောင်းကြားလိုက်ပါတယ်။ Fran နဲ့ Brenda ရဲ့ဆက်ဆံရေးကလည်းတမီးစားတွေဖြစ်သွားကြပြီမလို့ Brenda မိဘတွေနဲ့အတူညစာစားရင်လက်ထပ်ခွင့်တောင်းပါတယ်။ဒီလိုနဲ့ Brenda ရဲ့အမေက Fran ရဲ့အရေးချင်းတွေကိုကြည့်ပြီးနောက်ထပ်ဘယ်စီးအောင်ကိုရွှေ့ဖို့စီစဉ်ထားလဲဆိုတာမေးပါတယ်။ Fran ကတော့ဆရာဝန်ဆက်လုပ်ဖို့အစီအစဉ်မရှိကြောင်းနဲ့ဆေးကြောင်မတက်ခင်တော့ဥပဒေနဲ့ပတ်သက်တာတွေကိုတနေ့လေ့ကျင့်ခဲ့ကြောင်းကြွယ်ပြပါတယ်။ Brenda ရဲ့အမေကတော့သူတို့မိသားစုအနေနဲ့တီပေါက်တာပဲဆိုပြီးကျဉ်းတန်းနေပါတယ်။အဖေဖြစ်သူရောဂျာကတော့ဗမာလေးလာခဲ့တာလေဆိုပြီးမေးလိုက်ပါတယ်။ဒီတော့ Fran ကလည်းဘာကလေးမှာတက်ခဲ့တယ်ဆိုပြီးပြောလိုက်လေတော့တာမီနှစ်ယောက်လုံးကအံ့ဩသွားကြပါတယ်။တကယ်တော့ရောဂျာကလည်းလော်ယာတယောက်ဖြစ်ပြီးတတိုက်ဆဆိုင်ကိုဘာကလေးကျောင်းသားတယောက်ဖြစ်ပါတယ်။ရောဂျာကဘာကလေးကျောင်းမှာစာတင်ပေးနေတဲ့ဆရာဟောလင်းဝါစီရောရှိနေသေးလားဆိုပြီးမေးလိုက်ပါတယ်။ Fran ကလည်းတုတ်ဆိုင်မနေပဲအသက်ကြီးကြီးနဲ့အမြဲတမ်းစိတ်တုန်နေတဲ့ဆရာတယောက်ဆိုတာပြောလိုက်ပါတယ်။ဒီတော့ရောဂျာကပြောင်းရလိုက်ပြီးသူ့ခွေရောအခုထိရှိနေသေးလားဆိုပြီးပြန်မေးလိုက်ပါတယ်။ Fran ကတော့ခဏလောက်စဉ်းစားလိုက်ပြီးစိတ်မကောင်းကြောင်းနဲ့သူ့ခွေကတေးသွားခဲ့ပြီဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီတော့ရောဂျာကလည်းကံမကောင်းတာပဲလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာကားနဲ့အေဂျင့်တွေကလည်းလိပ်စာထဲမှာပါတဲ့အတိုင်းဂျော်ဂျီယာပြည်နယ်ကလေးစေးုံစီကိုရောက်လာကြပါတယ်။ Fran ရဲ့ရုံးခန်းထဲကိုလည်းဝင်ရောက်စစ်ဆေးကြတဲ့အခါမှာတော့ဒေါက်တာ Frank Corner ဆိုတဲ့နာမည်ကိုမြင်လိုက်ရပါတယ်။ဒီတော့ Fran အနေနဲ့ဒီမှာလုပ်ခဲ့တာတေချာနေပြီမလို့ဆက်ပြီးခြေရာခံကြပါတယ်။ Fran ကလည်းညစာစားပြီးတဲ့အခါမှာတော့ရောဂျာကနှစ်ယောက်တည်းတီးတန့်စကားခေါ်ပြောပါတယ်။ဆရာဝန်ရှေ့နေလူးဒရန်ဆိုတော့မင်းရဲ့တယုံမှန်ကဘာလဲဆိုပြီးရောဂျာကရုတ်တရက်မေးလိုက်ပါတယ်။ Fran ကတော့အယူကွက်နေပြီးနားမလဲနိုင်ကြောင်းပြောပါတယ်။ဒီတော့ရောဂျာကလည်းသူ့သမီးကိုမြစ်တာအစင်းမှန်နေတာချစ်တယ်ဆိုရင်သူမေးတာတွေကိုအမှန်တိုင်းဖြေပေးဖို့ပြောပါတယ်။ Fran ကတော့သူကဘာကောင်မှမဟုတ်ကြောင်းနဲ့ Brenda နဲ့ပတ်သက်ပြီးအထင်ကြီးစေချင်တဲ့အတွက်အခုလိုတွေလိန်ညာခဲ့ရကြောင်းစိတ်မကောင်းစွာပြောပါတယ်။ဒီတော့ရောဂျာကလည်းကိုချင်းစာပေးပြီးသူလည်းငယ်စဉ်တုန်းကပွေခဲ့ရှုပ်ခဲ့ကြောင်းနဲ့ Brenda ရဲ့အမေနဲ့တွေ့မှတာအချစ်စစ်ကိုခံစားခဲ့ရကြောင်းပြောပါတယ်။ Fran ကိုအခုဘာများလုပ်ချင်တာလဲမေးတော့ Fran ကလည်း New Orleans မှာဥပဒေစံမိုးပဲဖြစ်ပြီးရှင်းနေတယောက်ဖြစ်အောင်စူးစမ်းပါမယ်လို့ကတိပေးလိုက်ပါတယ်။ဒီလိုနဲ့ Fran ကဥပဒေစံမိုးရဲ့ကိုအောင်မြင်ပြီးရှင်းနေတယောက်ဖြစ်လာပါတယ်။အဲ့ဒီနောက်မှာတော့ Fran ကအဖေဖြစ်သူရှိရစီကိုတွက်လိုက်ပါတယ်။အဖေဖြစ်သူကတော့ရာဇဝတ်မှုတွေအကြောင်းမပြောနိုင်ပဲသူ့သားပြောနေတာတွေကိုဒါနားထောင်ရင်စိတ်မကောင်းဖြစ်နေပါတယ်။ Fran ကတော့ Brenda နဲ့လက်ထပ်တော့မှာဖြစ်ကြောင်းဖိတ်စာပေးပြီးအမေဖြစ်သူကိုပါတပါးတည်းခေါ်ခဲ့ဖို့ပြောပါတယ်။အမေဖြစ်သူကအဖေတငယ်ချင်းနဲ့နောက်အိမ်အောင်ပြလိုက်ပြီးဖြစ်ကြောင်းပြောလိုက်လေတော့ Fran တယောက်တွေးပြတ်သွားပါတယ်။သူ့သားမဟုတ်တာတွေဆက်လုံးမအောင်မကြည့်ရတော့တဲ့အဖေဖြစ်သူကလည်း FBI agent တယောက်လက်တွေ့သွားကြောင်းနဲ့တာဖြစ်သူရဲ့ရာဇဝတ်မှုတွေအကြောင်းကိုလည်းလက်ပြောသွားကြောင်းပြန်ပြောပြပါတယ်။ Fran ကတော့သွေးဦးသွေးတန်းတွေဖြစ်သွားပြီးသူ့ကိုတားဖို့ပြောနေပေမဲ့အဖေဖြစ်သူကတော့သူ့သားအကြောင်းကိုသိနေတဲ့အတွက်တားမရနိုင်ပါဘူးလို့ပြောလိုက်ပါတယ်။ဒီတော့ Fran ကလည်းစိုင်ထဲကနေထွက်သွားလိုက်ပါတယ်။အဖေဖြစ်သူကတော့အခုသွားမဲ့နေရာစိတ်လှုပ်ရှားဖို့ကောင်းလားဟာဝိုင်လားဘယ်နေရာလဲလို့ရေးရုံရင်ကြံနေပါတယ်။လအနေငယ်ကြာခရစ်စမတ်နေ့အရောက်မှာတော့ကားစီကို Fran ကဖုန်းတက်ဆက်ပါတယ်။ Fran ကအခုမှုတွေကိုအစွန်းသက်ချင်နေပြီဖြစ်ကြောင်းနဲ့သူ့နောက်ကိုဆက်ပြီးမလိုက်ဖို့ပြောပါတယ်။ဒါအပြင်သူ့မှာချစ်ရတဲ့မိန်းကလေးတယောက်ရှိနေပြီဖြစ်ကြောင်းပြောပြီးလက်ထပ်ထိမ်းများတော့မှမလို့အစွန်းသက်ပေးဖို့အတနာခံပါတယ်။ကားကတော့ဒေါ်လာ4 တန်းကျော်လောက်လိန်သွားတဲ့အပြစ်သားတယောက်ကိုချေးပေးအောင်အဲ့ဒီပတ်စံတွေကမင်းအတွက်မင်္ဂလာလက်ပွဲမဟုတ်ဘူးဆိုပြီးပြောလိုက်ပါတယ်။ဘလို့ပဲအတနာခံကားကတော့မိကန်နီးနေပြီမလို့ဒီလိုမျိုးအတနာခံနေရတာမလားလို့မေးလိုက်ပါတယ်။ Fran ကတော့အဲ့ဒီအတွက်ဘာအပြေမပြန်မပေးပဲ Merry Christmas လို့ပြောပြီးဖုန်းချလိုက်ပါတယ်။ကားကလည်းချက်ချင်းဆိုလို့ဒီတော့အတွင်းမှာကျင်းပမဲ့စိစက်ပွဲတွေကိုသတင်းစားတွေထဲမှာပိုက်စစ်တိုက်ရှာဖို့အတွက်အေဂျင့်တွေကိုပြောလိုက်ပါတယ်။ဒီလိုနဲ့စိစက်ပွဲနေ့ကိုရောက်လာပြီးကားတို့ကတော့စိစက်ပွဲကျင်းပနေတဲ့နေရာကိုမြ မြန်ဆဆိုင်မဲ့ရောက်လာပါတယ်။ Fran ကလည်းသတိထားမိသွားတာမလို့အပေါ်ထက်အခန်းထဲကို Brenda ကိုခေါ်ပြီးဝင်သွားပါတယ်။သူပြောခဲ့တာတွေအကုန်လုံးကအလိမ်ညာတွေဖြစ်ကြောင်းနဲ့တကယ်တမ်းသူကအာဝါဒတစ်ကောင်တာဖြစ်ကြောင်းပြောပါတယ်။သူရဲ့ဖြစ်တည်မှုကဘလို့ပဲဖြစ်ချစ်ပေးနိုင်မလားမေးတော့ Brenda ကလည်းဘာမှနားမလဲပေမဲ့ချစ်တယ်လို့ပြောလိုက်ပါတယ်။ဒါအပြင်ဝှက်ထားတဲ့ပတ်စံတွေကိုထုတ်ပြလိုက်တဲ့အခါမှာတော့ Brenda ကလုံးဝကိုနားမလဲနိုင်ဖြစ်သွားပါတယ်။သူ့ကိုရှင်းပြပေးဖို့ပြောပေမဲ့ Fran ကတော့ပတ်စံထိထားတဲ့လက်ကိတ်နှလုံးထဲသူဗီဒီမောင်းကနေဆင်ပြေဖို့လုပ်နေပါတယ်။ Brenda ကိုလည်းနောက်နေ့နေပြီးမိုင်ယာမီလေဆိပ်မှာမနက်7 နာရီလက်တွေ့ဖို့မှာပြီးတက်စီကားအနေနဲ့ပတ်စံအနေငယ်ကိုလည်းပေးပါတယ်။ Brenda ကနာမည်လေးတော့တီးခွင့်ပေးပါလို့ပြောတဲ့အတွက် Fran ကလည်းသူ့နာမည်အစစ်မှန်က Frank William Evans နေဖြစ်ကြောင်းပြောပြီးထွက်ပြေးသွားပါတယ်။ကားကလည်း Fran ရှိမဲ့နေရာကိုမေးပြီးတက်လာနေပြီဖြစ်ပါတယ်။အခန်းတကားကိုဖွင့်ပြီးဝင်သွားလိုက်ပေမဲ့ဗီဒီမောင်းတကားကနေလေတွေရောက်ဝင်လာပြီးအခန်းနောက်မှာငိုယိုပြီးကြံနေတဲ့ Brenda ကိုမြင်လိုက်ရပါတယ်။နောက်နေ့ရက်ကြာမှာတော့ Brenda ကမိုင်ယာမီလေဆိပ်ကိုချိန်ထားတဲ့အချိန်တိုင်းရောက်လာပါတယ်။ Frank ကလည်း Brenda ကိုမြင်လိုက်ရပြီမလို့တွားကြို့ဖို့အတွက်ကားပေါ်ကဆင်းလိုက်ပေမဲ့မူမမှန်တဲ့လူတချို့ကိုတတိထားမိပြီးကားပေါ်မှာပြန်ထိုင်လိုက်ပါတယ်။ Baby ကိုလိုက်ကြည့်လိုက်တဲ့အခါမှာတော့ရုပ်ဖြတ်ဆောက်ကြည့်နေကြတဲ့လူတချို့က FBI agent တွေဆိုတာသိလိုက်ရပါတယ်။ဒီတော့စိတ်မကောင်းဖြစ်နေုံသာလွဲပြီးဘာမှမတတ်နိုင်တော့တာမလို့ Brenda ရှိရစီကနေထွက်လာလိုက်ပါတယ်။ကားကလည်း Frank ထွက်ပြေးနိုင်မဲ့လေဆိပ်တွေစီမှာထောက်လန်ယူတွေချထားပြီးအမိရဖမ်းနိုင်အောင်စောင့်ကြည့်နေကြပါတယ်။ဒါပေမဲ့ခေတူမဟုတ်တဲ့ Frank ကပိုင်လော့အသွင်ယူပြီးတက္ကသိုလ်ကျောင်းတစ်ခုကိုသွားပါတယ်။ပြောပါတခြားနှစ်လတာခီးစဉ်အတွက်လေမယ်ရီလိုရှိတာမလို့ဒီခီးစဉ်မှာလိုက်ပါခြင်းတဲ့လူတိုင်းစင်းသွင်းမှုပြောပါတယ်။ဒီလိုနဲ့အဆင်ပြေမဲ့
တဲ့လူတွေကိုစစ်ထုတ်ရင်လေမယ်ရှေ့ရောက်တဲ့သူလေစိတ်ကိုဟန်မပြတ်ဝင်သွားပါတယ်မိမလလေးတွေနဲ့သူလေစိတ်တွေဝင်သွားတဲ့အခါမှာတော့စောက်ကြည့်နေတဲ့ရဲတွေက Frank ကိုသတိမထားနိုင်ပဲအသာပေးနေတဲ့ကောင်မလေးတွေကိုပဲငန်းငန်းတက်ဖြစ်နေကြပါတယ်လေစိတ်တွေကိုဝင်သွားပြီးနောက်မှာတော့ကားစီကို Frank အဖမ်းခံရပြီဆိုတဲ့သတင်းရောက်လာတော့အပြေးသွက်ကြည့်ပါတယ်တကယ်တမ်းက Frank မဟုတ်ပဲပိုင်းလောယူနီဖောင်းနဲ့ငချွတ်နေတဲ့ကောင်ကိုအဆန်ပေးပြီးအယောင်ဆောင်ခိုင်းထားတာဖြစ်ပါတယ် Frank ကတော့ထွက်သွားတဲ့လေရင်နဲ့အတူပါသွားပြီမလို့ကားတယောက်ကတော့ဆက်ပြီးချေရခံရအောင်မှာဖြစ်ပါတယ်ခုနှစ်လကြာပြီးနောက်မှာတော့ဥရောပသခွင်မှာတင်မဟုတ်တော့ပဲတောင်အမေရိကစင်ကာပူဩစတြေးလျအီဂျစ်စတဲ့နိုင်ငံတွေမှာပါချက်လက်မှတ်တူတွေကဖြစ်ပြဲစင်အောင်ထိမရနိုင်ဖြစ်နေပြီဖြစ်ပါတယ်ဒီလိုနဲ့ကားတယောက်လိုက်လံစုံစမ်းရင်ချက်လက်မှတ်တွေကိုတရားဝင်ပုံနှိပ်တဲ့ယုံရှိရာစီကိုရောက်လာပါတယ်သူတို့မှရှိနေတဲ့ချက်လက်မှတ်တွေကိုထုတ်ပြပြီးဒီချက်လက်မှတ်ကဘယ်ဒေတာတွေမှာထုတ်လိရှိလဲဆိုတာစစ်ဆေးခိုင်းပါတယ်ဒီတော့တေချာစစ်ဆေးပြီးနောက်မှာဒီချက်လက်မှတ်ပုံစံက Great Britain နဲ့ပြင်သစ်မှာထုတ်လိရှိတဲ့ပုံစံမျိုးဖြစ်ကြောင်းသိလာရပါတယ်ဒီချိန်ကားရဲ့အသွေးထဲမှာပေါ်လာတာ Frank မေပြောမှုတဲ့စကားတစ်ခုမှဖြစ်ပါတယ်ကားတို့အခန့်တဲ့အချိန်တုန်းကဆာရာရီမုတ်တမျိုးပါလာပြီးအဲ့ဒီမုတ်က Frank မေရဲ့မွေးရမြေဖြစ်တဲ့ပြင်သစ်နိုင်ငံမွန်ထရီချရာမှာမရနိုင်ကြောင်းပြောပူပါတယ် Frank အနေနဲ့မြစ်တာငတ်နေတာကိုရိပ်မိတဲ့ကားကလည်း Frank တေချာပေါက်သွားမဲ့ဆိုတာကိုယုံကြည်တာမလို့လိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ Christmas မတိုင်ခင်ညမှာမွန်ထရီချရာကိုရောက်လာကြပါတယ်တပြေးပြေးခြေရခံလာရင်ဖះเจ้าပြဆက်ရုံလိုထင်ရတဲ့အဆောက်အုံတွေကိုကားတယောက်တည်းဝင်လာပါတယ်ကားကိုမြင်လိုက်ရတဲ့ Frank ကတော့ Christmas ညတိုင်းမှာစကားပြောရတာထူးဆန်းမနေဘူးလားဆိုပြီးဝမ်းသာအားရနှုတ်ဆက်ပါတယ်ကားကတော့အပေါ်ကုတ်ကိုဝှက်ပြီးသူနဲ့လိုက်လာခဲ့ဖို့အတားတကြီးဖြောင်းပြပါတယ်အပြင်ဘက်မှာပြင်သစ်ရဲတွေနှစ်ဒါဇင်လောက်စောင့်နေကြကြောင်းနဲ့သူတို့နိုင်ငံမှာထင်တိုင်းကျဲနေတဲ့ Frank ကိုအရေးကိုစုပ်ချင်နေကြကြောင်းပြောပါတယ်သူနဲ့တာအတားတကြီးလိုက်မလာခဲ့ရင်ပြင်သစ်ရဲတွေကပြစ်ချလိုက်မယ်ဆိုပြီးပြောပါတယ် Frank ကတော့သွေးဦးသွေးတန်းနေဖြစ်နေပြီးကားအနေနဲ့လိန်နေတာမလားလို့တာပြောနေပါတယ်ချက်လက်မတ်တွေကိုပိုက်ပြီးတကားဝါးနေပြေးထွက်မှုလုပ်ပေမဲ့ကားကဖြောင်းပြနေတာမလို့ဝေခွဲရခက်လာပြီးမပြေးရဖြစ်နေပါတယ်ဒီတော့ Frank ကကားစီမှာသမီးရှိတယ်မလားလို့မေးပြီးသမီးဖြစ်သူကိုကြံရဲလားဆိုပြီးပြောပါတယ်ကားကတော့ကြံရဲကြောင်းပြောပြီး Frank တယောက်နားဝင်အောင်ဖြောင်းပြနေပါတယ်ဒီလိုနဲ့ Frank လည်းသူ့လက်ထိတ်ခတ်ပြီးကားနဲ့သူအပြင်ကိုထွက်လာကြပါတယ်ပြင်သစ်ရဲတွေကတော့ Frank ကိုအချင်းတောင်စီပို့ဖို့အတွက်ကားထဲကိုအတင်းခေါ်သွင်းနေကြပါတယ်ကားကတော့အမေရိကန်တေချာပေါက်ရွှေ့ပြောင်းပေးမှမလို့ခဏလောက်တာတီးခန့်ပေးတာလို့ပြောရင်ကြံရစ်နေပါတယ်ဒီလိုနဲ့နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ Frank ကိုအမေရိကန်ကိုရွှေ့ဖို့အတွက်အခွင့်အရေးရလာပါတယ် Frank ကသူ့မျက်နှာကိုသတင်းလေးမှာထုံမပြခင်အဖေဖြစ်သူနဲ့ခဏလောက်တွေ့ခွင့်ပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့ကားကတော့အခုပြောမယ့်စကားအတွက်စိတ်ကိုပြင်ဆင်ထားဖို့ပြောပြီးဖေဖြစ်သူကလေကားပေါ်မှာချော်ချပြီးဆုံးမထားပြီးဖြစ်ကြောင်းပြောပါတယ်ဒီတော့ Frank တယောက်စိတ်မခိုင်တော့ပဲအယူမှုတွေဖြစ်လာပြီးအိမ်သာထဲဝင်ကငိုကြွေးနေပါတယ်ချိန်အနည်းငယ်ကြာလာတဲ့အချိန်ထိ Frank တယောက်အိမ်သာထဲကနေထွက်မလာတာမလို့ကားတို့ကလည်းအိမ်သာတကားကိုဖျက်ပြီးဝင်လာကြပါတယ်မဖြစ်နိုင်ဘူးလို့ထင်ထားကြပေမဲ့ Frank ကရှိမနေတော့ဘူးဖြစ်ပါတယ်ကြမ်းခင်းမှာကြားနေတဲ့မူလီတွေကိုတွေ့တော့မှအိမ်သာခွက်ကိုဖြုတ်ပြီးထွက်ပြေးသွားကြောင်းသိလိုက်ရပါတယ်ဒီလိုနဲ့ထွက်ပြေးသွားတဲ့ Frank ကတော့အမေဖြစ်သူရဲ့နေအိမ်စီကိုအပြေးသွားပါတယ်ဒါပေမဲ့ Frank အတွက်နောက်ထပ်စိတ်မကောင်းစရာတစ်ခုကတော့အမေဖြစ်သူကအတရအရာတွေကိုဘေးဖယ်ထားလိုက်ပြီမလို့အိမ်သာကိုတက်မှာပျော်မွေ့နေပြီဖြစ်ပါတယ်ဒါအပြင်ကလေးမလေးတယောက်ကိုပါမွေးပြီးပြီဖြစ်တာမလို့ Frank ကတော့မှန်ချထားတဲ့ဗီဒီမောင်းဝါနေတာငင်းရင်ကျင်နေရပါတယ်ကားကတော့ Frank ဘေကိုသွားမလဲဆိုတာကြိုးတိနေတာမလို့ရဲကားတွေနဲ့သူ Frank ရှိရာစီကိုလိုက်လာကြပါတယ်ဒီတော့ Frank ကလည်းသူ့ဘဝသူစိတ်နာပြီးသူ့ကိုခေါ်သွားပြီးပါတော့လို့ကားကိုပြောပြီးအသာတကြီးလိုက်ပါလာပါတယ်ပြမှုတွေစီရင်ပြီးနောက်မှာတော့တရားရုံးတော်ကအမိန့်တိုင်းအတလန်တာထောင်မှာ12နှစ်အထိထောင်ဒဏ်ချခံခဲ့ရပါတယ်ဒီလိုနဲ့အချိန်တွေကြာလာရင် Christmas နေ့အရောက်မှာတော့ကားက Frank အတွက်ကောမင်းစာအုပ်တွေနဲ့အတူထောင်ဝင်စာလက်တွေ့ပါတယ်ဒီကာလအတွင်းမှာချက်လက်မှတ်အတူပြဿနာတွေကြောင့်အကျဉ်းရနေရကြောင်း Frank ကိုပြောပြပါတယ် Frank ကတော့သူကူညီပေးမှမလို့ချက်လက်မှတ်ကိုပြကြည့်ပေးဖို့ပြောပါတယ်ချက်လက်မှတ်ကိုကြီးလိုက်တာနဲ့တရားခံကဘလို့လူစားမျိုးလဲဆိုတာကိုပါအတိအကျပြောပြလိုက်တဲ့အခါမှာတော့ကားကလည်းတော်လိုက်တာဆိုတဲ့အကြည့်နေတာကြည့်နေနိုင်ပါတယ်ဒီလိုနဲ့အချိန်ပေါင်းများစွာဖြည့်ရှင်းပေးနေတဲ့ Frank ကိုနေရာတစ်ခုပေးဖို့ကားတယောက်ကမ်းလှမ်းလာပါတယ် FBI ရဲ့အကြီးအကဲစီကိုခေါ်သွားပြီး FBI ရဲ့ငွေကြေးစစ်ဆေးရေးပိုင်းမှာအလုပ်လုပ်ပေးနိုင်မလားမေးပါတယ်အကယ်၍သဘောတူတယ်ဆိုရင်တော့ထောင်ဝါနေတောင်လွှတ်ပေးနိုင်တဲ့အာဏာရှိတဲ့ FBI ကသူတို့လက်အောက်မှာအလုပ်လုပ်ပေးပြီးထောင်တက်တွေကိုကုံဆုံးလို့ရမယ်ဆိုပြီးပြောပါတယ်ဒါအပြင်ကားရဲ့ထိန်းသိမ်းမှုအောက်မှာပဲလုပ်ရမယ်ဆိုတော့ Frank ကလည်းသဘောတူလိုက်ပါတယ်အချိန်၄နှစ်ကျော်လုပ်ပြီးတဲ့အခါမှာတော့ညီးငွေးလာတဲ့ Frank ကပြေးထွက်ခြင်းစိတ်တွေတဖွာဖွာပေါ်လာပါတယ်အသက်ရပျော်ပါခဲ့ပေမဲ့အခုချိန်အဲ့ဒီပျော်တွေကလုံးဝမရှိတော့တာမလို့အခုအချိန်တွေကနေရုံထွက်ချင်လာပါတယ်ဒီလိုနဲ့တနေ့မှာတော့ပိုင်းလောဝတ်စုံအပြေးဝတ်ပြီးထွက်သွားဖို့လုပ်ပါတယ် Frank ရဲ့စိတ်ကိုတေချာဖတ်နိုင်တဲ့ကားကလည်း Frank အနေနဲ့တေချာပေါက်ပြန်လာမယ်ဆိုတာကိုသိနေတာမလို့မသားပဲတွားခွင့်ပြုလိုက်ပါတယ်ရက်အနည်းငယ်ကြာတဲ့အချိန်ထိပြန်မရောက်လာတာမလို့ကားကတော့ Frank အကြောင်းတွင်းလွမ်းနေပါတယ် Frank မရှိတဲ့အချိန်ချက်လက်မှတ်ပြဿနာတွေကမဖြေရှင်းနိုင်တာမလို့အကုန်လုံးကတိုင်ပတ်နေကြပါတယ်အဲ့ဒီအချိန်ကြောင်ပြောင်းနေတဲ့လူတွေကြားထဲ Frank ကရောက်လာပြီးထိုင်ကုန်မှာထိုင်လိုက်ရင်လုံးနေကြအတိုင်းတေချာစစ်ပေးနေပါတယ်ကားကတော့ဒီခိုက်တက်လီမှာ Frank နဲ့အတူချက်လက်မှတ်အတူအကြောင်းတွေကိုပြောနေကျေနပ်နေပါတယ်မိဘဆွေမျိုးသားချင်းတွေအနားမှာမရှိတော့ပေမဲ့အခုလက်ရှိသူ့အနားမှာမိဘအရင်တယောက်လိုဆုံးမပေးတဲ့လူ
လူကတော့ကားလပဲဖြစ်ပါတယ်ကားကလည်းမေတ္တာငတ်နေတဲ့ Frank ကိုတာသမီတယောက်လိုဂယုဏအပြစ်ပေးတာမလို့ Frank ကတော့ကားနဲ့သူဒီလုံးထဲမှာပြုံးဝှေ့သွားဖို့ပဲဆုံးဖြတ်လိုက်ပါတယ်တစ်ချိန်ကဘလို့ပဲဖြစ်ခဲ့အခုအချိန်မှာတော့အမားတွေကိုပြင်ဆင်ရင်းနေ့ရက်တိုင်းကားနဲ့သူဖျက်ချော်ခဲ့ကြပါတယ်ဘလောက်တိခက်ခဲနေတဲ့အမှုဖြစ်နေပါစေအတူတူကဖြည့်ရှင်းကြရင်1984ခုနှစ်မှာ Frank ရဲ့ထောင်တက်ကကုံဆုံးသွားပါတယ်ဒီလိုနဲ့ Frank တယောက်အသက်26နှစ်အယောက်မှာတော့အိမ်အောင်ကြပြီးကလေးနှစ်ယောက်နဲ့သူ American အလယ်ပိုင်းမှာငြိမ်းချမ်းစွာနေကြပါတယ် FBI ဌာနချုပ်ရဲ့ငွေချေးစစ်ဆေးရေးပိုင်းမှာတာဝန်ထမ်းဆောင်ရင်ချက်လက်မှတ်သူပေါ်ထုတ်တာနဲ့ပတ်သက်လာရင်တော့အထင်ကရတအူးလည်းဖြစ်ခဲ့ပါတယ်အဆုံးထိကြည့်မိကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာထပ်တွေ့ကြတာပေါ့အားလုံးပဲဘိုင်